ဘာကမှဘာကြောင့်အာဟာရချို့တဲ့ရလဲဆိုလို့ရှိရင်မြေစီလွှာတွေပျက်စီးနေရင်အာဟာရချို့တဲ့တာမျိုးဖြစ်နိုင်ပါတယ်မြေစီလွှာပျက်စီးရတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိပါတယ်ကျွန်တော်တို့ရေကြီးတယ်ရေတိုက်စားတယ်ဆိုလို့ရှိရင်မြေစီလွှာပျက်စီးနိုင်ပါတယ်ယာယီဥတွေရမ်းပူတယ်ဓာတ်တဘာဝတွေပြိုကွဲပြီးတော့လည်းမြေစီလွှာပျက်စီးနိုင်ပါတယ်ဓာတုမြေဩဇာစီးပွားရေးတုံးလာကြောင်းလည်းမြေစီလွှာပျက်စီးနိုင်ပါတယ်နောက်မြေစီလွှာပျက်စီးလို့ရှိရင်မြေကြီးကလုံးမလုံးတဲ့အတွက်ဟာဓာတ်တွေလုံးဝထုတ်မပေးနိုင်တော့ပါဘူးအဲ့လိုဟာဓာတ်တွေထုတ်မပေးနိုင်ဘူးဆိုလို့ရှိရင်တိနံတွေမှာဟာရချို့တဲ့တာမျိုးဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်လို့ရှိရင်တိနံဟာရချို့တဲ့တာမျိုးတွေဟာပို့ပြီးတော့ဖြစ်တတ်ပါတယ်။အဲ့လိုမျိုးဟာရဆိုရင်ပဲကျွန်တော်တို့ကအာဟာရမှာများလို့တည်းရှိမယ်အနည်းလို့တည်းရှိမယ်ဖြစ်ဆက်တတ်ဆိုပြီးတော့ရှိပါတယ်။ကျွန်တော်တို့အနည်းလိုတဲ့နဲ့ဖြစ်ဆက်တတ်တွေဟာဒီသီလာကျမ်းမာနေရဆိုလို့ရှိရင်အလိုလိုထုတ်ပြတာနဲ့တင်ဆင်ပြတာမျိုးရှိပါတယ်ကျွန်တော်တို့အများလိုတဲ့ဖြစ်တဲ့ MPK ကိုဒါလင်းထည့်ပေးရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာရေတောင်းလို့များသူပါဆိုလို့ရှိရင်တော့ MPK မှာ N ဖြစ်တဲ့ယူရီးယားပလဲကိုဒါထည့်ကြတာများပါတယ်ဖြစ်နိုင် MPK ရတော့အနည်းဆုံးထည့်ပေးတင်ပါတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာမြေစီလွှာတွေပျက်စီးလာတဲ့အတွက်ကျွန်တော်တို့က MPK ချင်းကျန်တဲ့ဟာဓာတ်တွေလည်းလိုအပ်နေတာကိုတွေ့ရပါတယ်အဲ့လိုမျိုးလိုအပ်တာတွေကိုဟာဓာတ်တွေမချို့တဲ့အောင်ဆိုပြီးတော့မြေပြင်ရတာရှိပါတယ် MPK ကတော့ထည့်ပေးကြတယ်ကျန်တဲ့နဲလိုဓာတ်နဲ့ဖြည့်သက်တဲ့အတွက်ဟာဓာတ်တွေမချို့တဲ့အောင်ဆိုပြီးတော့ဒီနဲ့မတိုက်ခင်ကြိုးပြီးတော့ထုံးမုံတွေကြောင်းမုံတွေထည့်ပြီးတော့မြေပြင်ရတာရှိပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းနဲလိုဓာတ်နဲ့ဖြည့်သက်တဲ့တွေဟာသူ့ဟာလိုထွက်လာပြီးတော့ဟာဓာတ်တွေချို့တဲ့တာမျိုးမဖြစ်နိုင်ပါဘူးကျွန်တော်တို့ဆိုရင်တော့ဒီဖန်ဖောင်းဘာဝမြေပြင်တို့ကိုတုံးပြီးတော့မြေပြင်ပေးပါတယ်ကျွန်တော်တို့ရဲ့အာဟာရတွေချို့တဲ့တာမျိုးမဖြစ်အောင်လုပ်ပြီးတော့အာဟာရတွေမြေကြီးတွေကနေအလုံးလုံးအောင်သူ့ဘာလိုထွက်လာအောင်ဆိုပြီးတော့အဲ့လိုမျိုးထည့်ပေးပါတယ်ဒီကောင်ကတော့ဒီနဲ့မဆိုင်ခင်ကြိုးပြီးတော့ထည့်တယ်မလို့ပါဘူးဒီနဲ့မဆိုင်ခင်လည်းထည့်လို့ရလို့ဒီနဲ့ဆိုင်တဲ့အချိန်မှာဆိုလည်းထည့်လို့ရပါတယ်တဲနဲ့နယ်ပြီးတော့ကိုယ့်ရဲ့ဧကရှိတဲ့လောက်ဧကဒီကဆိုဒီကသာတဲကိုရှားပြီးတော့တဲနဲ့နယ်ပြီးတော့ပတ်ပြီးတော့ဒီနဲ့နေရှိတယ်ဆိုရင်လည်းအဲ့လိုမျိုးထည့်ပြီးမှဆိုလို့ရှိရင်မျိုးပြန်လဲပြီးတော့လုံးစီဒါဖြစ်ပါတယ်ဟာရမချို့တဲ့အောင်ဟာရပြန်ပြီးတော့ထွက်လာအောင်လုံးအောင်ကူညီပေးတဲ့နေပြင်ထုတ်ကုန်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မြေပြင်နဲ့နေပါတကယ်လို့ကျွန်တော်တို့ကဒါကတော့ရေရှည်အတွက်ပေါ့နော်ကျွန်တော်တို့ကအဲ့လိုမဟုတ်ဘူးလောလောဆယ်ပြဿနာရှင်းခြင်းနဲ့ဟာရချို့တဲ့အောင်ဖြစ်ရှင်ဘူးနောက်ပြီးတော့အပင်ကောင်းနေတဲ့တိကွင်ကောင်းနေတဲ့ထွန်းနှုံးကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကရွက်ဖြန်းမြေဩဇာတွေအနည်းလိုတဲ့နဲ့ဖြစ်သက်တတ်တဲ့ရွက်ဖြန်းမြေဩဇာတွေကိုကျွန်တော်တို့ထည့်ပေးတာမျိုးပတ်တာမျိုးရှိပါတယ်နောက်တို့အာဟာရတွေမချို့တဲ့အောင်ဩဇာအစီတွေထည့်တယ်နောက်ပြီးတော့ရွက်ဖြန်းမြေဩဇာတွေပတ်တယ်ဖြန်းတယ်ဒါကျွန်တော်တို့လောတဲ့ပြဿနာကိုဖြေရှင်းနိုင်တယ်နောက်ပြီးတော့အတိအပွင့်ကောင်းနိုင်တယ်ထွန်းနှုံးကိုတိုးနိုင်တယ်အဲ့လိုမျိုးလုပ်မှဆိုလို့ရှိရင်တော့ပိုးပြီးတော့ဟာရချို့တဲ့မှုအတွက်ပိုးပြီးတော့ထိရောက်တယ်ပိုးပြီးတော့ထွန်းနှုံးလည်းအပင်လည်းကောင်းတယ်ထွန်းနှုံးလည်းကောင်းတဲ့နည်းပဲဖြစ်ပါတယ်ဒါပေမဲ့တောင်သူများစုက MPK တောင်မှပဲတချို့ကြတော့မထည့်နိုင်ဘူးတချို့ကြတော့လည်းအများလိုတက်ဖြစ်တဲ့ MPK တော့မှတချို့ကထည့်ရကောင်းမှမသိပါဘူးချို့ကြတော့လည်းငွေကြီးမတက်နိုင်တာကြောင့်မထည့်နိုင်တာမျိုးရှိပါတယ် MPK တွေမဟုတ်ဘူးမြေစီလွှာတွေကျက်စီးနေလို့ရှိရင်ကျန်တဲ့အနည်းလိုတက်နဲ့ဖြည့်ဆက်တတ်တွေပါထည့်လို့လိုအပ်ပါတယ်ဒါပေမဲ့အနည်းလိုတက်နဲ့ဖြည့်ဆက်တတ်တွေဆိုတာလည်းကျွန်တော်ဈေးကွက်ထဲမှာဝယ်မယ်ဆိုလို့ရှိရင်2မျိုး3 4မျိုးသားကဝယ်မှတာလေဒါတော့မှအနည်းလိုတက်နဲ့ဖြည့်ဆက်တတ်ဆုံးလေးမရတတ်ပါဘူးအဲ့လိုမျိုး
ဒီကျွန်တော်တို့တုံးတဲ့ထွန်ဖောင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနှစ်မျိုးဆိုလို့ရှိရင်ဒါအပင်အတွက်ဒီကောင်အပင်အတွက်ဒီကောင်အတီးပွင့်အတွက်ဆိုလို့ရှိရင်တော့နဲလိုတဲ့နဲ့ဖြည့်ဆွက်တတ်ကိုအာဟာရစုံစုံလင်းလင်းပါပါတယ်ဒီနှစ်ဘူးတဲ့နဲ့အာဟာရစုံစုံလင်းလင်းပါပါတယ်ဒီကောင်မှာ MPK လည်းအနည်းငယ်ပါပါတယ်ဒါကြောင့်မို့လို့အာဟာရအစုံပါတဲ့မြန်မာနိုင်ငံမှာပထမဦးဆုံးရောစာပဲဖြစ်ပါတယ်ဒီထွန်ဖောင်းပါဆိုလို့ရှိရင်တဘာဝorganic လိုမျိုးတဘာဝရောသားလည်းဖြစ်တယ်လို့အာဟာရစုံစုံလင်းလင်းပါတဲ့မြန်မာနိုင်ငံမှာမအောင်ဆုံးထုတ်ကုန်မှဖြစ်ပါတယ်။အဲကြောင့်ဒီထုတ်ကုန်တုံးမှဆိုလို့ရှိရင်အပြုတော်လူတို့ရဲ့စဘာကင်းတွေပဲဖြစ်ဖြစ်ဥပမာဆိုလို့ရှိရင်စဘာကင်းပေါ့နော်အဖြစ်များတော့စဘာကင်းတွေမှာအာဟာရချို့တဲ့တာမျိုးမဖြစ်နိုင်ဘူး။ယောဂတွေကိုကာကွယ်မယ်။ပိုးမွားတွေကိုလည်းမကိုက်နိုင်အောင်ကာကွယ်သွားမယ်။အမှန်တော့ယောဂတွေဖြစ်တယ်ပိုးတွေကိုက်တယ်ဆိုတာလည်းကျွန်တော်တို့ဟာအာဟာရတွေချို့တဲ့တယ်ယာရီလူတန်ခံရတယ်ဒါကြောင့်မို့ကျွန်တော်တို့ဟာပိုးမွားတွေယောဂတန်တွေခံရတာပဲဖြစ်ပါတယ်တကယ်လို့အာဟာရတွေပြေဝနေမှာအားတွေကောင်းနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာပိုးမွားပိုးတွေလည်းကိုက်မှာမဟုတ်လို့ယောဂတွေလည်းကြမှာမဟုတ်ဘူးအာဟာရချို့တဲ့မှာမဟုတ်ဘူးမာနီတန်တာစိတ်တင်တာတွေရေညှိရေမော်များတာတွေအဲ့လိုမျိုးတွေမကောင်းတဲ့ဟာတွေဖြစ်မှာမဟုတ်ဘူးဒါကြောင့်မလို့ထွန်ဖောင်းထုတ်ကုန်တုံးမှဆိုလို့ရှိရင်တော့ဒီလိုမျိုးဟာရပြေဝပြီးတော့ကြမ်းပါမယ်ထွန်နှုံးကောင်းတဲ့ဒီနံတွေကိုရမှာပဲဖြစ်ပါတယ်ကြလို့တက်နိုင်တယ်ဆိုတော့ရှင်တော့မြေကြီးအတွက်မြေပြင်ထုတ်ကုန်ဒီကောင်မှာတွဲတုံပေးရင်တော့ပိုးကောင်းပါတယ်ဒါမှမဟုတ်လောဆယ်အာဟာရပြေဝခြင်းနဲ့ပိုးမယောဂလည်းကာကွယ်ခြင်းနဲ့ထွန်နှုံးကောင်းရင်လည်းဆိုလို့ရှိရင်ဒီထွန်ဖောင်းလက်ကိုတုံးလို့ရပါတယ်ထွန်ဖောင်းလက်ကိုတုံးမှဆိုလို့ရှိရင်အာဟာရချွတ်တဲ့တာမျိုးဖြစ်မှာမဟုတ်ပါဘူးဒီကောင်ကနဲလိုတက်နဲ့ဖြည့်သက်တတ်တဲ့ထုတ်ထားတာဖြစ်ပါတယ်ဒီကောင်တုံးမိမဲ့ MPK ကိုတော့နဲငယ်ထည့်ပေးမှာဖြစ်ပါတယ်စက်ပြူတောင်လို့တုံးတယ်လို့မျိုး MPK ကိုAG နဲ့ MPK ကိုအများကြီးတော့တွေးစရာလုံးမှာမဟုတ်ပါဘူးဒီကောင်တုံးထားဆိုလို့ရှိရင်နည်းငယ်လောက်ခွဲပြီးတော့ဥမာနှစ်ပြည်တုံးပြီးအဲ့လိုမျိုးပေါ့နော်နှစ်ပြည်တုံးပြီးဒီကဆိုလို့ရှိရင်တုံးလေးပြီးအဲ့လိုမျိုးခွဲပြီးတော့ကျွေးလို့ရပါတယ်အဲ့လိုမျိုးကျွေးလို့ရှိရင်ကျန်းမာရေးတွေကောင်းပြီးတော့ထွန်နှုံးတိုးမှာဖြစ်ပါတယ်ဒီထွန်ဖောင်းနေရောတာဆိုလို့ရှိရင်ဒီလိုမျိုးဘူးလေးနဲ့လည်းစမ်းတုံးလေးနဲ့ခွဲပြီးတော့ရောင်းပေးပါတယ်ဒီလိုမျိုးပလင်းလေးနဲ့စမ်းတုံးလေးနဲ့ခွဲပြီးတော့ရောင်းပေးပါတယ်ဒီလိုစိတ်ဝင်စားလို့စမ်းတုံးကြည့်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဆက်တွေ့လို့ရပါတယ်ကျွန်တော်ရဲ့ပေမက်စင်ဂျာကနေထွန်ဖောင်းလိုင်းပေမက်စင်ဂျာကနေဆက်တွေ့လို့ရတယ်လို့ကျွန်တော်အပြင်မှာဖုန်းနံပါတ်လည်းတင်ထားပါတယ်ဖုန်းချက်ပြီးတော့လည်းဆက်ပြီးလို့ရပါတယ်။ဘာမို့ထွန်ပေါင်းဘာမှပြောတာအကြောင်းနဲ့စိတ်ဝင်စားလို့ရှိရင်လည်းကျွန်တော်ရဲ့ထွန်ပေါင်း line page ကို like and follow လုပ်ထားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်